အဆဆအရာရာအောင်မြင်ပါစေ တရုတ်မြန်မာချစ်ကြည်ရဲ့တုတ်ချက်ပါစေ ဧပြီလမှာတဟုံးပြည်နယ်ခွဲကစာအုပ်စာပေနဲ့ဖွဲ့ဖြစ်နေတဲ့တရုတ်မြန်မာယဉ်ကျေးမှုပူပေါင်းဖလှယ်တဲ့ဆက်ပြကျော်ခရီးရတို့သွားကြစို့ဖို့တဲ့အခမ်းအနားကိုမောင်စီမြေအပီပီဆိုင်ရာလေးစက်မှာမြထွေးစာတင်ခဲ့ပါတယ်။စက်ကမှတရုတ်မြန်မာဘာသာစကားမျိုးနဲ့ကြပြရုပ်ဆိုတာမြန်မာလိုဘာသာပြင်ထားတဲ့ဇာတ်ပန်းတချင်းစားတဲ့ထူခြားတဲ့အစီအစဉ်တွေပြပြခဲ့ကြပါတယ်။ 从这次活动我也结识到了各路热爱缅甸文化的人，希望就是这样的活动能够多多的举办。对于此次的活动是促进中缅友谊的两国之间的交流，也是文化的进一步的深入。ဒီနာကတရုတ်မြန်မာစာအုပ်တင်ပြခိုင်းမှလည်းတရုတ်လိုမြန်မာလိုဘာသာစကားနှမျိုးဖြင့်ရေးထားတဲ့စာအုပ်တွေနဲ့ပေါ့ဖို့သတင်းစာတွေပြထားတာပြီးတရုတ်မြန်မာအင်ဂျင်မှုဖလှယ်မှုရဲ့ရတဲ့တွေကိုစုစည်းထားပါတယ်။ထင်တွနေနဲ့ပို့စကက်တွေရေးလို့ရတယ်။တစ်စိတ်ထိုးလို့ရတယ်။ကော်ဖီတစ်ခွက်လေးတောင်းနိုင်ပါတယ်။မြေပြင်ပေါ်ကမီနီ40ကြာစာအုပ်စာပေခရီးစဉ်တွေက40ကလည်းစတင်ပြီးနိုင်ငံဖြတ်ကျော်ကောင်းကင်စာအုပ်စာပေခရီးစဉ်ကိုအတူထွက်ခွာဖို့ရှင်သူဖိတ်ခေါ်ရပါတယ်။